10,500,000 1,000နဲ့ဗျာကိုကြီးလေးတော့ဗောနော်ကျမကြီးမြန်ကားပြီးတော့စာဝါတွေလိုက်ပြီးတော့ဒီတက်မကသာသနာအကျိုးပြုနိုင်ပြီးတော့နော်သာသနာတာဝန်နဲ့ထမ်းဆောင်နိုင်ပါစေတပည့်တော်တို့ကလည်းဆုတောင်းပေးပါတယ်ပြီးသွားရင်အမြန်ဆုံးကျမ်းပါပါစေနော်ဒီကစောင့်ရှောက်ပြီးတဲ့တောင်းနိုင်ဆရာတော်နဲ့ဆရာတော်ကြီးယူလေဒီနွေးထွေးတော်မြင်တော့အရန်ပဲပြောရပါတယ်နော်ဒီနွေးထွေးလှဲဒီနေ့မန္တလေးရောက်ချင်းအေးနေတဲ့ဥစ္စာတော့မအေးနိုင်တော့နွေးထွေးသွားတယ်ပဲနော်အဲကြောင့်တပည့်တော်တို့ကပ်ပါတယ်ဖြစ်တဲ့တူwe are we side good ဒီယောဘဝေဇံတုသောဘောရောကဝိနတံတုအာဒီဘဝန္တရာယတုခိတိကယူဘောဘဝအေယအန္တရာယ်ကင်းရှင်း၍ကောင်းကျိုးချမ်းသာမင်္ဂလာများရရှိနိုင်ကြပါစေစီဝါချက်တည်များတိုးတက်စီရင်ကြပါပြီးသာသနာတော်ကြီးကိုဆောင်းလျှောက်ထိန်သိမ်းထောက်ပံ့လူဒန်းနိုင်သောအာသနာတော်ရေကမများအားလုံးကိုစီကိုငါဖြစ်တော်မူနိုင်ကြပါစေကိုယ်လည်းနည်းနည်းစုပေးလေစာဝါအများကြီးလိုက်တာလေနည်းနည်းလောက်တော့ပေးလိုက်ပေးရစုနေပြပါလေအဲ့မှာလေဒီအစုမတန်းတယ် ဆင်ပြပါသေးကိုကြီး မှာခေါ်ကောင်းဝင်မယ်ညနေချင်းကြီးကောင်းလို့ရှိရင်လာကြည့်လို့အဆင်ပြေတယ်ဆိုရင်ဒီဆရာတော်ကိုဖုန်းဆက်လိုက်ပြင်ပါညနေဆက်လိုက်ပြင်ပါနော် ပြင်ပါဗျာအခုဒီမနက်မန္တလေးကိုရောက်ပြီပေါ့နော်မန္တလေးရောက်တာနဲ့ရက်ရောက်ချင်းကိုဆရာတော်တွေလာကြိုပြီးတယ်အနှွေးထွေးတယ်ဆရာတော်မဟုတ်ဘူးဝိပဿနာဒီတရားလိုက်ပြနေတဲ့ဆရာတော်နာမည်တော်တော်ကြီးတယ်ကိုလည်းဒီရောက်မှာပဲသိတာနာမည်လည်းကြီးသလိုတကယ်လည်းနှွေးထွေးတယ်ဆရာတော်တွေကငယ်ငယ်လေးတွေပဲရှိသေးတယ်သူတို့လိုပဲစာဝါလိုက်နိုင်အောင်လို့အရင်တော့ဒီမှာစာဝါလိုက်တယ်ကိုရင်လေးကအဲ့မှာစာဝါမှာထူးချွန်လို့ဆိုပြီးတော့လဲကူကိုပို့လိုက်တယ်လဲကူမှာလည်းအခုတိုင်းမှာပထမရတယ်အဲ့ပထမရတာနေပြီးတော့အခုကျမ်းမာရေးခက်ခဲကြမှာနော်ဒီเจ้าကိုပြန်ပြီးတော့ခေါ်လာပြီးတော့စိတ်ကူပြီးတယ်အားချင်းနေ့သူသွားခွက်စိတ်မယ်ခွက်စိတ်မဲ့ဟာကိုလည်းအလူငွေတွေကိုလှူဒန်းပြီးသွားပြီဒါဆိုလို့ရှိရင်ဘယ်မှာလဲဆိုတော့တောင်ကြီးပတ်လေရေအန်ဒီတဲ့မန္တလေးရပဲဓမ္မဒရရွှေမြစ်တာတာမဏိဆောင်းလျှောက်ရေးဆောင်းလျှောက်ရေးကျောင်းပေါ့နော်ဒီမှာတောင်ပတ်လေနဲ့ကျွန်တော်ထင်တာရေတကွန်ကျွန်တော်ရေတကွန်တောင်သွားတဲ့လမ်းဘက်ချမ်းမှာတော့ကျွန်တော်ကထင်တာမြို့ထဲလောက်နီးပေါ့နော်ဒါပေမဲ့အေးချမ်းတယ်ကျောင်းဝင်းလည်းအကျယ်ကြီးပဲတကယ်လဲစာဝါလိုက်တဲ့ကိုရင်တွေအတွက်အကောင်းဆုံးပဲပေါ့နော်တာမဏိတွေအတွက်ပေါ့အဲ့ဒါအားလုံးအတွက်ဒီပေးလိုက်တဲ့အလှငွေလေးတွေကိုလှူဒန်းလိုက်လို့ကျွန်တော်တို့ရှီရထပ်ပြီးတော့ကျွန်တော်မိသားစုတွေထပ်လှူတဲ့အလှငွေလဲထပ်ပြီးတော့ပေးအပ်လိုက်ပါတယ်နော်အဲ့ဒါလေးကိုလည်းဒါတို့ခွန်နိုင်အောင်လို့ဝေမျှလိုက်ပါတယ်အမြန်ဆုံးရအောင်ပေါ့နော်ကျွန်တော်ဒီငွေသားကိုတစ်လုံးတစ်ချက်တစ်ပြားမှမလျော့ဘဲနဲ့အကုန်လုံးမနေ့ကအားချင်းစင်အားချင်းဒီနေ့အမိဖြစ်ကျင်တော့ဒီနေ့ခွဲစိတ်ခံ7နာရီခွဲဆိုရင်ဒီအစာကိစ္စပညာလုပ်ပြီးရင်12နာရီခွဲကြရင်ခွဲမယ်ပေါ့နော်ဒါပေမဲ့ပထမအချိန်တုန်းကတော့သူကကင်ဆာလို့ဘာလို့ဆိုပေမဲ့အခုတော့ဖျားရှင်စောင်းရှောင်းမှုကြောင့်တော့မသိဘူးပေါ့ဒီအဲ့လောက်တော့အချိန်နေမစိုးဘူးဒါပေမဲ့အဲ့ဒါကိုခွဲပြီးရင်တော့စာဝါပြန်လိုက်နိုင်မယ်ဒါသနာကျူပြန်တည်ဖို့နိုင်မယ်ပေါ့နော်အားလုံးလည်းကျေးဇူးတင်လို့ဒါတို့ခေါ်ပါတယ်ခင်ဗျဒါလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကောင်းနေတဲ့ပတ်ချလဲနေရပဲနော်တကယ်ตาဘူးလည်းကောင်းတယ်ရန်ကုန်မှာတောင်းရှာလို့မတွေ့နိုင်တဲ့နေရာဆရာတော်ကလည်းပြောပါတယ်လာလဲခြင်းလာလဲလို့ရပါတယ်တဲ့ဒီမှာမိသားစုလိုပဲနော်ရင်းနီးပျော်ပျော်ရွှင်ရွှင်နဲ့လာလဲပတ်လို့ရတယ်တကယ်လို့မလေးရောက်မယ်ဆိုလို့ရှင်လဲဒီမှာနေမယ်ဆိုလို့ရှင်လဲလာလဲပါလာနေပါဒီကနေပါသွားလာကြပါသူတို့ကတော့အရန်ဖော်ရွေးကြတယ်ဗောနော်အဲဒါကြောင့်မို့ဒီအလှရှင်တွေလည်းတစ်ခါရောက်လာလို့ရှင်လဲဒီအကြောင်းလေးကိုလည်းလာရောက်ဖို့အတွက်ကိုလည်းဖိတ်ခေါ်နေ
ကျွန်တော်ဒီနေ့အလှမှတ်တမ်းလေးကိုအားလုံးအလှရှင်ကိုတယောက်ချင်းစီကိုလည်းကျေးဇူးတင်သလိုဆရာတော်ကိုသားလည်းသားတို့ခေါ်ပြပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်